မင်္ဂလာပါကျွန်တော်တို့ကတော့ Jerry ပဲဖြစ်ပါတယ်ဒီဗီဒီယိုကတော့Minecraft movie ထွက်တယ်၄လပါ4ရက်နေ့မှာလားမသိပါဘူးနော်ထွက်တယ်အဲ့တော့မှတော့ဟာတာတခုပေါ့ okay ဒါကလည်း CMS တင်ထားတာပဲပြောပါတယ်ခမဦးဒီဗီဒီယိုနော်ခင်ဗျားကဘယ်လိုလဲဒါနာမည်စတီကာရိုအပြာပြုတ်ကြရတဲ့ဒီလိုနဲ့ပေါလိုက်တယ်လူချာဝါဒီနေရာမှာအရင်ပြည်တော့ခဲ့တာဒါပဲမဲ့တနည်းမိခကြောက်တဲ့တမနီငါတို့မိခကြောက်တဲ့တမနီကြီးလေကျန်ကျန်ဒါပဲမဲ့ငါဝါဒီနေရာမှာအရင်ပြည်တော့ခဲ့တာဒါပဲမဲ့တနည်းမိခကြောက်တဲ့တမနီငါတို့ကြာတွေ့ငရဲလားငရဲနော်ဒီတော့ပြက်လိုက်တာအဲ့မှာအဲ့ဒါတိုင်ကာကင်း CMS အတန်တိုင်ကာကင်း CMS အတန်ပြန်ကြည့်လိုက်ပြီလေဂျက်စီတန်ငယ်တဘာလို့ရအဲ့ဒါအန်ဒါဘလဲပြလိုက်တဲ့ဘယ်နေရာဆိုမင်းချင်းရောက်သွားတယ်ရှုံလိုက်မလုံးနဲ့ငါမှာတော့အဲ့တကူပဲကြံတော့တာထားပါတော့ဟုတ်ဒါတည်းဆိုရတဲ့ဟောဒီကောင်နေလားဒါတော်သားတွေလေတကယ်ငါစားတတော်ဟာကလက်မလုံးနဲ့ငါမှာတော့အဲ့တကူပဲကြံတော့တာထားပါတော့ဟုတ်ဒါတည်းဆိုရတဲ့ဟောဒီကောင်နေလားဒါတော်သားတွေလေဒီဟာကလက်မှုသဘောဒါလက်မှုသဘော okay ဒီ dress တင်လေးတို့သူ့နေရာနဲ့သူထားမယ်ပြီးတော့ရန်လာနဲ့ဓာလေးရပါလိမ့်မယ်ရန်လာနဲ့ဓာလေးရပါလိမ့်မယ်ဦးจิตတောင်နဲ့ချော်ရည်နဲ့ကျသားနဲ့ပေါင်းလိုက်ဘာဖြစ်မလဲဆိုတာမင်းတို့သိလားငါပြမယ်အတူတူကြည့်လိုက်ရအောင်ကောင်းလေးကြားလိုက်လားအဲ့ဒါကြော်နေတဲ့တန်လေးချူကြည့်ကြပါမှာလာပါစီလေးကြော်ရည်ကြော်လေးကရမ်းတော့တယ်ဦးပြပြမေမေတို့တဲ့အားလုံးကိုမေကျိုးပြီးတော့ရွာနေစားပြီးသိကောင်းတယ်လေဦးပူပူဆက်ဆက်လေးကကြော်ရည်ချက်ပဲအဲ့နော်ဒါတော့ပြီးသွားပါပြီခင်ဗျာโอเคဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ထပ်ဒီလိုမျိုးပြောစရာဗီဒီယိုလေးတင်မနိုင်ပေါ့ like and subscribe လုပ်ပါOkay, bye. Subscribe လေးလုပ်ပါကြပါဗီဒီယိုလေးကိုကြိုက်နေတဲ့ share လေးပါနဲ့ပါ